Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ Basic Shape မှာတစ်ပတ်ကို3ရက်ဖွင့်တဲ့ညာဈေးလေးကိုတင်လိုက်ပါတယ်ချင်းမိုင်မျိုးတွေကဆိုရင်ဝေးတဲ့ Basic ဖြစ်ပြီးတော့ဒီဒူးရင်သီး59ပတ်တန်ရှိတယ်ဆိုလို့လာခဲ့လိုက်တာပေါ့နော်အဲ့ဒီတော့ကသွားခဲ့တော့ကတော့ဒီဒူးရင်သီးကကုံသွားတာဖြစ်ပြီးတော့ဒီညာဈေးလည်းရှိနေတာနဲ့မလို့ရိုက်ခဲ့လိုက်တာပါဒီဈေးလေးကတော့ဒီတစ်ပတ်ကိုတနင်္လာရဲ့အင်္ဂါရဲ့ဗုဒ္ဓဟူးရဲ့3ရက်ဖွင့်တဲ့ဈေးလေးပေါ့နော်အဲ့ဒါကိုမှဒီကျွန်တော်တို့ကဒီဗုဒ္ဓဟူးနေ့ကိုရောက်သွားပါတယ်တနင်္လာနေ့တို့ဘာလို့ညာတို့သွားမယ်လားဆိုရင်တော့ဒီထက်ပိုးဆုံးမှာပေါ့နော်အဲ့ဒါဆိုရင်တော့ဒီအစားအသောက်ကြောင်းလေးကိုပြောအောင်ပေါ့နော်ဒါဆိုရင်တော့ဒီအကြော်လေးတွေနဲ့ဒီကောင်းချင်းပေါင်းလေးတွေနဲ့တွဲအောင်နဲ့ဆိုင်ပါဒါကတော့ဝက်သားနဲ့အမိုအကင်ဆိုင်ပေါ့နော်ဒီဘက်မှာကကြတော့ဒီကြက်မောက်သီးတွေကိုလှလှပပလေးတွေ့ရပါသေးတယ်ဒါကထိုင်းလို့ဆိုရင်တော့ငဖဲကြော်ပေါ့နော်စကြည့်မယ်ဆိုရင်နည်းနည်းဆက်တဲ့ရတာလေးတော့ပါပါတယ်ဒီအသားစိမ်းလေးကတော့ဒီလှနေလို့ရိုက်ခက်လိုက်ပါတယ်ဒီဘက်မှာကကြတော့ဝက်ချီတော့ကို100ဆိုတော့ဒီအယိုးလဲပါတယ်ဆိုတော့နည်းနည်းဈေးများတယ်လို့တော့ခန်းစားမိပါတယ်ဒါကတော့ဒီဘာအသီးမှမသိတဲ့အသီးဆိုင်ပါသူ့ရဲ့ဘေးမှာကျတော့ဒီထုတ်ပို့ထားတာပဲပေါ့နော်ဆာမွန်နေတို့အဲ့လိုမျိုးကိစ္စလေးတွေထင်ပါတယ်59ပတ်တန်ဒူးရင်သီးတိုင်မရှိပေမဲ့ဒီ69ပတ်တန်ဒူးရင်သီးဆိုင်တော့ရှိသေးတယ်ပေါ့နော်သူကဒီ69ပတ်ဆိုပေမဲ့လည်းဘယ်လိုပြောရမလဲဂရန်နဲ့ချိန်ပြီးတော့ရောင်းတာပေါ့နော်ဒါလေးကတော့အခြေအနေပါယူရီးယားအကင်နေလဲဒီဇီလီနည်းနည်းတက်တက်ထင်ပါတယ်ခိုင်းဆိုရင်တော့30ပေါ့နော်ဒီဘက်ကတော့ဆူရှီဆိုင်ပါအယောင်လှပါပဲဒါကတော့တကယ်ကိုမသိဘူးပေါ့နော်ငါးဥလိုအဲ့လိုမျိုးဒီအနစ်လိုလေးပါဒီဘက်ကတော့ဒီတရုတ်ကောင်ချင်းတုပ်တွေပေါ့နော်ဒီလိုမျိုးဝတ်သားကင်ဆိုင်လေးတွေဆိုလဲတော်တော်ကိုရောင်းရပါတယ်ဒါဆိုရင်မြန်မာလူဆိုရင်တော့ဒီကောင်းချင်းခွက်ကြော်အထုပ်တွေပေါ့နော်ဒီဆိုင်လေးဆိုရင်တော့မိုးတွေဘာညကွကွာနဲ့အတုပ်ဆိုင်ပါဒီဘက်မှာကကြတော့ဒီဆိုင်အောင်ပေါ့နော်ဒီချင်းမိုင်ကဒီဝက်ဥချောင်းဆိုင်ဒီကင်ဆိုင်လေးပါဒါဆိုရင်တော့အကျော်အလော်ဆိုင်လေးပေါ့နော်သူကတော့ဒီ30 50ရပါတယ်30ဆိုရင်တော့ဒီမြန်မာငွေနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်4000လောက်ပေါ့နော်ဒါလေးဆိုရင်ဒီစပါဂက်တီတို့စတိတ်လေးတွေတို့ဆဲလက်ကလေးတွေတို့အဲ့လိုမျိုးရောင်းနေဆိုင်ပေါ့နော်ဒါတော့ထိုင်းကဖောင်းတို့ဘာညာကွကွဟင်းလေးတွေပါဒါလေးဆိုရင်ဒီထိုင်းဆိုင်ပါထိုင်းနေကတော့နည်းနည်းချိုတက်တာဆိုတော့ဒီတချို့တို့ဆိုရင်တော့တိတ်တော့မကြိုက်ကြတတ်ဘူးပေါ့နော်ဒီဆိုင်လေးဆိုရင်ဒီညစာထမင်းဘူးစတိုင်လေးတွေကိုမှသူတို့ထိုင်းပုံစံလေးတွေပေါ့နော်အကုန်စုံရောင်းပါတယ်ဒီ40 45 50ရှိပါတယ်ဒါကတော့ကစုံဥလောင်ကျော်ပြီးရင်တော့ဒါကတော်တော်မွေးပါတယ်ပွဲစည်းတဲ့ဆိုရင်တော့ဒီအကင်တွေကတော့မရှိမဖြစ်ပဲပေါ့နော်ပြီးရင်လည်းကြက်ကြော်ဘာညာကွကွအစုံကြော်လေးတွေလည်းရှိပါတယ်ဒီဆိုင်ဆိုရင်လည်းဒီကြက်ကြော်ကိုမှဒီအယိုးစုံအမျိုးစုံပဲရှိပါတယ်ဘယ်လိုပြောမလဲ cheese တွေရောကိုရီးယားတွေကိုဟိုအမုံတွေရောဒီအမုံတွေရော barbecue တွေရောအဲ့လိုမျိုးအကုန်အစုံရောသမမွေထားတဲ့ဆိုင်လေးပေါ့နော်အဲ့ဒါဆိုရင်ဒီ blog လေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ရှိပါတယ်နော်အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေဘိုင်ဘိုင်ပါ